ရှင်များမေလျှောက်ခွင့်ပြုပါဗျာတပည့်တော်မှာနိဗ္ဗာန်မရောက်မီစัจ जा လူဖြစ်ခွင့်ရသည့်ဘဝတွင်ယဟန်အဖြစ်သာသနာပြုခွင့်ရကြပါလေဗျာဘလို့ပါရမီမျိုးတွေဖြစ်ခြင်းရပါမလဲဗျာဖြစ်ကြပြီးတော်မူပါဗျာဘုံဘုံဗျာစိတ်ချမ်းသာကိုကြမ်းမာစွာဖြင့်စတဲ့တဘောသာသနာပြုနိုင်ပါစေဗျာနိဗ္ဗာန်မရောက်မီလူဘဝရောက်ခဲ့ရင်ဘုန်းကြီးဖြစ်ခြင်းနဲ့ယဟန်ဘဝဖြစ်ခြင်းနဲ့ဒါအင်မတန်ကောင်းပါလေဘလို့လုံးမလဲပေါ့အခုတက္ကမဖြစ်နေတဲ့အတွက်ယောက်ျားဖြစ်ဖို့လေလိုအပ်တယ်အမျိုးသားဖြစ်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့အမျိုးသမီးဘဝကိုမလိုချင်တဲ့စိတ်ဖြစ်ရမယ်ဒီဒါအမျိုးသမီးဘဝကိုတာယာတဲ့စိတ်ဖြစ်နေမယ်ဆိုရင်တော့နောက်ဘဝလည်းဒါယောက်ျားဖြစ်ဖို့မလွယ်ဘူးပေါ့နော်မိန်းကလေးတွေရဲ့ဒုက္ခအမျိုးသမီးတွေဟာဟုတ်ဒါအမျိုးသားတွေနဲ့စာရင်လူချင်းတူပေမဲ့ဒုက္ခတော့ရေဘဝအဖြစ်တူတူလိုရှိပေမဲ့အမျိုးသားတွေအတွက်အမျိုးသမီးတွေကဒုက္ခပိုများတယ်ကျမကြီးကိစ္စတွေလာစဉ်ကျမကြီးကိစ္စတွေလည်းရှိတယ်ဒါဘုံတော့ဖျားခေါ်တဲ့မှာလည်းပါတယ်ဘိက္ခုနီတွေအတွက်ဩဝါဒတွေဟိုတော့ဝင်းကြီးတွေစီကန်းတွေတတ်မှတ်ခဲ့ရတာကိုယ်ဝင်ဆောင်ရတဲ့ဒုက္ခတွေရှိတယ်ဒါအမျိုးသားတွေမှာအဲ့ဒီဒုက္ခမရှိဒီလိုမျိုးဒါအမျိုးသမီးတွေရဲ့ဒုက္ခတွေအမျိုးသားတွေထက်ရေဘဝအပြင်ပိုများတယ်တို့ပေမဲ့လည်းတချို့တက္ကမတွေကအမျိုးသမီးဘဝကိုနှစ်သက်ကြတာနော်ဒီမိန်းကလေးတွေဒါအမျိုးသမီးဘဝရဲ့လှပတဲ့တယ်မှုကိုနှစ်သက်နေတဲ့စိတ်ရှိနေတော့အဆင်မပြေဘူးဒီဒါအမျိုးသမီးဘဝရဲ့လူချင်းတူပေမဲ့ယောက်ျားလေးတွေတဲ့အမျိုးသမီးတွေအမျိုးသားတွေတဲ့ဒုက္ခပိုများတဲ့စိတ်ရဲကိုနှလုံးသွင်းပြီးတော့အမျိုးသားတွေရဲ့ဘဝကိုတောင်းတတဲ့စိတ်ရှိရမယ်ဒါယောက်ျားဖြစ်ခြင်းပေါ့နော်ယောက်ျားဖြစ်မှလည်းဘုန်းကြီးဝတ်လို့ရမှာ哦နော်ယဟန်ဖြစ်ခြင်းတယ်လို့ပြောလို့ပါတတော်ထင်ရှားမြတ်စွာဘုရားကိုမိမယ်ဆိုရင်တော့ဘိက္ခုနီသာသနာရှိတဲ့အချိန်ဆိုရင်တော့မျိုးသမီးတွေလည်းယဟန်မပေါ့ယဟန်တော့မဟုတ်ဘိက္ခုတော့မဟုတ်ဘိက္ခုနီပေါ့ယဟန်မဝေလို့ရပါတယ်ဒီလိုဘုန်းကြီးဖြစ်ခြင်းနဲ့ယဟန်ဖြစ်ခြင်းနဲ့ဆိုရင်တော့ယောက်ျားဖြစ်မှာဖြစ်မယ်ဘိက္ခုနီသာသနာရှိတဲ့အချိန်မှာဘိက္ခုနီဖြစ်လို့ရမှာအခုချိန်မှာတော့ဘိက္ခုနီဝေလို့မရဘူးမဟာယာနမှာတော့ရှိပေမဲ့ဘုရားနဲ့မညီပါဘူးဘိက္ခုဖြစ်ဖို့ကအမျိုးသားဖြစ်ဖို့ကဒါအခုဘုန်းကြီးပြောတဲ့အတိုင်းเนาะဒါအမျိုးသားဖြစ်ခြင်းနဲ့စိတ်လေးရှိရမယ်ပြီးတော့အတတ်နိုင်ဆုံးဒါနသီလဘာဝနာကုသိုလ်တွေပြုရမယ်သီလတွေလုံခြုံအောင်အတတ်နိုင်ဆုံး၅ပါးသီလလုံအောင်နေရမယ်လုံခြုံအောင်ကြိုးစားရမယ်ကိုယ့်ရဲ့စိတ်ကလည်းဒီအမျိုးသားဘဝယဟန်ဘဝကိုတောင်းတတဲ့စိတ်ရှိရမယ်ပြီးတော့အခုဘဝမှာလည်းစာတင်တာဦးစင်းလေးတွေကိုရင်လေးတွေဒါပရိယပရိပတ်သာသနာပြုနေတဲ့ဒီတောင်တော်ရှင်မြတ်တွေကိုစွမ်းသင်္ကန်းကြောင်းစေနိုင်တဲ့ဘက်ကတအားသေး၍ကုသိုလ်ပြုပါရမီတွေဖြည့်ပေးရမယ်ဝေယဝဇ္ဇ